ရှုခင်းဘလောက်လာလဲဆိုဟောဒါမှမိုက်တာခုနတဲ့တောင်ပို့ပြီးတော့တောင်အကုန်လုံးမြင်ရပြီဗျာဟိုမှာကျုံဆိုလို့ရှိရင်ကျွန်တော်တို့ဒီဟိုပါပေါ့နော်ဒီဘယ်လိုပြောမလို့ဖြူချရွာရဲ့အခြေဘက်တောင်ပေါ့ဒါကျွန်တော်တို့တောင်တက်နေတာပါဒါတောင်ထိပ်ရောက်ခါနီးမှာကျွန်တော်တို့ဒီလိုမျိုးပေါ့နော်ဒါအလံဖြူလေးကိုရအမပြလေးတစ်ချိန်ကျရင်ကျွန်တော်တို့ပြန်တက်လာနိုင်ခဲ့နေတာကျွန်တော်တို့ဘယ်နှချိန်တက်ခဲ့တယ်လဲဆိုတာပေါ့နော်ဒါအမသားတစ်ခုအနေနဲ့ကျွန်တော်တို့ဒီမှာဒါလောက်ပြတာပဲဖြစ်ပါတယ်ဒီမှာရှုပ်ခင်းလေးကြည့်ပါအောင်ဗျတောင်လေးလည်းကြည့်ပါအောင်မလေးတော်တော်ကိုမှတ်တာခြုံတိုးပြီးသွားရတာတောင်တက်တာအရန်မောတယ်ဒါပေမဲ့တောင်ထိပ်ရောက်လိုက်တာနဲ့အဲ့ဒီကျွန်တော်တို့မောပန်းခက်သမျှတောင်ထိပ်ရောက်တယ်လုံးဝအလိုလိုပျောက်သွားပါတယ်ဒါကျွန်တော်တောင်ထိပ်ရောက်ခါနီးပါပြီဆက်တက်ကြမယ်ပုံတိုးပြီးတော့သွားနေပါတောင်တက်တဲ့ဆိုတာကတော့ချောချူတော့ရှိမှာမဟုတ်ပါဘူးဝေါဒါရှိဘက်ဟိုຫນွေလေးနဲ့ဟာဟိုဒါရှိဘက်ကဗျာဒါရှိဘက်ကိုမြင်ရတဲ့ရှုခင်းလေးပါဟိုနည်းနည်းဆက်တက်ကြအောင်ပါဗျာ哇，怎么样这么大？哎，引诱你们呀？你这引诱不呢？你看见了可难，好难的，好了啦，大白了。几毛了啦？好了的嘛，已经。哇，လာလိုက်တာဗျာလာလိုက်တာမလေးတောင်တက်တယ်ဆိုတာနော်ဘာဖြစ်လို့အမောခံပြီးတော့တောင်တက်ရတယ်လဲဆိုလို့ရှိရင်ကျွန်တော်ပြောပြမယ်ဗျဒီလိုရှုခင်းကိုမြင်နေရပြီဆိုလို့ရှိရင်ခုနကျွန်တော်ပင်ပန်းခက်တဲ့မြအမောတွေကတော့လုံးဝပျောက်သွားတယ်ဒီလိုရှုခင်းမြင်ရပြီဒီမှာကြည့်လုံးဝကဘာအစွန်းနော်ကဘာအစွန်းမလေးဝါဟမ်းမဒါဖြူရှားရွာဒါလေကြားရွာပြီးတော့ဆက်သွားရင်ဟိုမှာဒါဆောင်စီကတုကုန်းဒီနာကောင်ဟိုဟာဒီတော့ရင်ရွာပြီးတော့ဟိုမှာကောင်ထိုးနော်ဟာရှုခင်းတော့လာပြီဗျကဲဗျဝါဒါတောင်တက်တဲ့အောင်မြင်ပြီဆိုတာဒါကိုပြောလာဗျတောင်ထိပ်ရောက်ပါပြီမလေးဗီဒီယိုတော့ရိုက်နေရတာဒူးတွေကတုံးနေတာဗျမလေးမနော်ဒီမှာကြည့်ကဘာကြီးအစွန်းမှာဟာတောင်တက်ဝဒနာပိုင်းကျွန်တော်တို့ ਨੇ join လို့ရပါတယ်ဗျဒီနေ့ကတော့ကျွန်တော်တို့တငယ်ချင်း2ယောက်နဲ့ပဲတက်တာပါဘယ်သူမှမပါဘူး2ယောက်တည်းကဲခုနကျွန်တော်ကဘိုက်စားတယ်သူပြီးပြန်ဆင်းမလို့လုံနေတဲ့အချိန်မှာနောက်ထပ်ဟိုပါပေါ့တောင်တီးလေးကိုမြင်တော့ကျွန်တော်ထပ်ပြီးတော့တက်ပါတယ်ဘိုက်စားနေတာကိုတောင်ပျောက်သွားတယ်ဗျာမလေးဒါမဲ့ကြောက်ဖို့ကောင်းအောင်နော်ဒီမှာကျုံမလေးရှေ့လျှော်လက်လျှော်ဖြစ်လို့ကတော့မပြောကောင်းမဆိုကောင်းဗျာမလေးဝါတကယ်ချင်းငါတို့ဆက်သွားလို့ရပါမလားဗျာဟမ်ငါတို့ဆက်သွားလို့ရပါမလားဝါကျွန်တော်ထပ်ပြအောင်မယ်ဗျာထပ်ပြမယ်ရှုခင်းဘလောက်လာလဲဆိုဟောဒါမှမိုက်တာခုနတဲ့တောင်ပို့ပြီးတော့တောင်အကုန်လုံးမြင်ရပြီဗျာဟိုမှာကျုံဒါအနောက်ဘက်ပေါ့နော်ဒါအရှိပဲအတောင်ရဲ့အရှိဘက်ပေါ့နော်ဒါမြင်ရတယ်ပါဟိုးမှာလမ်းလေးတွေ့လားဒါတဟုံးလမ်းဗျာအဲ့ဒါလေးဟိုးဟာကလွယ်မောင်းတောင်ဟာစာနေတဲ့ဘိုက်တောင်ဗျာဘယ်နာရောက်သွားမှတော့မသိတော့ဘူးကဲစွန့်စားပြီးတော့ကျွန်တော်တို့ဒီကနေ့တောင်တက်နေတာပါကဲနည်းနည်းဟိုဘက်ရှေ့ဆက်သွားမယ်ဟိုဘကဘာဆုံပေါ့နော်ကဘာဆုံဆက်သွားကြည့်မယ်ကဲဗျာတောင်တက်ရတာတော့လွယ်တာတော့မဟုတ်ဘူးမနော်လက်တွေရှည်တွေပေါ့နော်ကျွန်တော်အဲ့ကြောင့်မလို့ဒီမှာဘိုးဖနက်လေးတွေဒီမျိုးပေါ့နော်ဒါပုံးပဲလေးတွေဒီလိုတော့ဖြတ်မှာပဲမဟုတ်ဘူးချောချူဖြစ်တဲ့ခီးမဟုတ်တဲ့အတွက်ကြောင့်ပြီးရင်ဒီမှာဗျာဒီမှာတစ်ခွဒီမှာဒါတွေကရှားပါတစ်ခွလေးတွေနော်ဒီမှာအုံလိုက်ဗျာဒါမဲ့ဒီတိုင်းတဘာဝအတိုင်းပဲထားပါစီဗျာကဲဖြည်းအောက်တက်စင်းမယ်အဲ့ဒါစင်းဟုတ်ပြီလိုက်လာခဲ့မယ်တကယ်ချင်းဟိုးဖက်ထဲရောက်သွားပြီမကျင်းတော့ကဘာအစွန်းဟိုးမှာလမ်းပြနေတာဒါကျွန်တော်
လက်တစ်ဖက်နဲ့ရိုက်ပြနေတာပဲဖြစ်ပါတယ်ကျွန်တော်အကယ်များတုံခါဖြစ်နေတီးခံကြည့်ပြပါဗျကျွန်တော်လက်တစ်ဖက်နဲ့ရိုက်နေရတာပါတစ်ဖက်ကတော့ကင်ထားနေရတာဟာငါလာမယ်အဲ့ဒါကျွန်တော်တောင်တက်တဲ့ခါမှာတခြားကျွန်တော်တို့မမြင်ဘူးတဲ့တိဥတိဖုလေးတွေပေါ့နော်ဟာဒါဆိုလို့ရှင်ဒါတိဥတိဖုပေါ့ဒါကကျွန်တော်တို့ဟိုအချောက်ခံပြီးမှပဲဆေးရည်စိန်တောက်တာတွေပေါ့အမကြီးအကြီးပဲဒါတွေကလူသူအရောက်ပေါက်နဲလို့ဒါကျွန်တော်တို့မြင်တွေ့ရတာပါလားအောက်မှာဆိုလို့ရှင်ဒါတွေကဒါတွေယူပြီးတော့ရောင်းကြတာတွေပေါ့နော်အဲ့ဒါတွေဒါကြောင့်ကျွန်တော်တော့မယူဘူးဒီတိုင်းပဲတဘာဝအတိုင်းထားမယ်ဒီမှာကြည့်ဒါတွေကသစင်ပန်းလားမသိဘူးနော်ဒါတွေကသစင်ဥတွေလားမသိဘူးဗျဒီမှာကျုံတိတဲ့လူများရှင်းပြောပြပေးပါအောင်ဗျဒါမှကြီးအိုးအများကြီးပဲဒါတွေကလူသူအရောက်ပေါက်နဲလို့ဒါကျွန်တော်တို့မြင်တွေ့ရတာပါနော်ဒီမှာကျုံရင်ကြီးတွေနဲ့တစ်ပင်ပေါ့နော်အရန်လာတယ်မကြီးဘွန်ဆိုင်ပဲဗျဒါတကယ်ကြောက်ဆောင်ပေါ်မှာပေါက်နေတာဘွန်ဆိုင်လေးအရန်လာတာပါကျွန်တော်ထပ်ပြအောင်မယ်နော်ကျွန်တော်တို့တက်လာတဲ့လမ်းကတော့ဟိုးရွာကနေတက်လာတာပေါ့နော်ဒီလိုတက်လာတယ်ပြီးရင်ကျွန်တော်လက်ညှိုးထိုးပြတဲ့အတိုင်းဒီလိုတက်လာတာအောက်မှာတော့မမြင်ရတော့ဘူးပေါ့နော်ပြီးရင်အပေါ်မှာဘာတွေရှိလဲဆိုတော့ကျွန်တော်တို့တောင်ထိပ်မှာဘုရားသဆူလေးရှိတယ်ဒါကြတော့တက်တဲ့လမ်းနောက်ဆက်တက်ကြီးကျွန်တော်တို့တက်လာတဲ့လမ်းနဲ့မတူဘူးဗျကဲနောက်တစ်မျိုးထပ်ပြမယ်ဗျာဒါတွေကဘာတိခွလေးလဲမသိဘူးဒီမှာချင်းနော်ဒီမှာချင်းဒါနောက်တိခွတစ်မျိုးပြီးရင်ဒီမှာချင်းခရမ်းရောင်လေးနဲ့ဒါတိခွတစ်မျိုးဒီမှာကြည့်အောင်နော်တကက်တောင်ထိပ်မှာပွင့်တာနော်ဘဒူသူမရောက်လို့သူလဲလှပစွာလွတ်လပ်စွာဘယ်လိုပြောမလဲပွင့်နေရတာပေါ့ဗျာမကြည့်အောင်လိုက်အများကြီးပဲအများကြီးမကြုံနော်အများကြီးဟိုမှာတကက်ကဘာအဆုံးမှာနော်ကဘာအဆုံးမှာလုံးဝအများကြီးပဲမကြုံအိုးဟေးတကယ်ချင်းဒါတော့လုံးဝအမြင့်ဆုံးဖြစ်သွားပါပြီဒါနောက်တနေရာပေါ့နော်နောက်တနေရာဆိုတာကကျွန်တော်တက်တဲ့တခြားတောက်ချောက်ပေါ့နော်ကဲတကယ်ချင်းတို့လည်းစိတ်ဝင်စားရင်ကျွန်တော်အလကားလိုက်ပို့ပေးပါမယ်ဗျာကိုယ်တိုင်လဲတောင်တက်ရတာဝါသနာပါလို့ဒါဒီလိုစွန့်စားပြီးတော့တက်ရတာပါနော်တကယ်ချင်းတို့ဝါသနာပိုင်း join မှာအလကားလိုက်ပို့ပေးပါမယ်ဗျာရမိုက်တော့လေးတဖြူးလေးမပင်လောင်းမျိုးပင်လောင်းမျိုးမြင်နေရပြီဟိုမှာကျုံအဲ့ဒါပင်လောင်းမျိုးဝါပေါ်စင်းနေပင်လောင်းမျိုးလည်းမြင်နေရတာပါအဲ့လမ်းတွေလေးမှာကျလမ်းတွေဆိုရင်ဒါလမ်းတွေမလာမကြီးပါဒါတော့လာလိုက်တာရှုခင်းလာလိုက်တာကြဗျာရှုခင်းတဝါကြီးခံစားလိုက်မယ်ဗျာလုံးဝဟိုးဘက်ကဒါမင်းဘူးကျောင်းတွေလည်းမြင်နေရပါတယ်ပြီးရင်မြောက်ဖက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါကလောအောင်ပန်းလန်းပေါ့နော်ဒါရှော့မြင်ညာဟိုးဖက်မှာဒါရပင်သားရွာဟိုးဖက်ဆက်သွားရင်တော့နောင်တရားပေါ့ဗျာ